ဒီဆိုင်မှာအမိုက်ဆုံးချက်ကသူ့ရဲ့ PlayStation 1ရော Nintendo ရောအကြိုက် free ပေးဆော်လာတာပြီးရင် game ခွေလည်း free ပေးဆော်လာတာ ထွက်တော့မှလားမသိ free ဆိုတော့ဒီဆိုင်မှာဒီလိုပင်လယ်တညဂိမ်းလေးရှိရယ်ပြီးလို့ရှိရင်အခုနဆော့တဲ့ဘင်ကိုတွေလည်းအဲ့လိုပုံကွင်းတွေအစုံရှိရပေါ့နော်အဲ့တော့ဒီမှာတငယ်ချင်းတွေနဲ့အေးဆေးလာပြီးတော့ဒီလိုဂိမ်းတွေအများကြီးဆော့ရတာတော်တော်လေး fun ဖြစ်တယ်ပေါ့နော် Hello အားလုံးပဲမင်္ဂလာပါ CNA Studio ရကြိုးဆိုပါရယ်ကျွန်တော်တို့ဒီနေ့မှာတော့ငယ်ငယ်တုန်းက PlayStation 1ကိုဆွဲလန်းဆော့ခဲ့ပြီးလို့ရှိရင် vintage အရုပ်တွေကိုကြိုက်တဲ့သူတွေအတွက်သဘောကျမယ် The Toy Club ဆိုတဲ့ coffee ဆိုင်လေးကိုရောက်နေပါတယ် ဆိုတော့ဒီဆိုင်မှာဒီလိုပင်လယ်တညဂိမ်းလေးရှိရယ်ပြီးလို့ရှိရင်အခုနဆော့တဲ့ဘင်ကိုတွေလည်းအဲ့လိုပုံကွင်းတွေအစုံရှိရပေါ့နော်အဲ့တော့ဒီမှာတငယ်ချင်းတွေနဲ့အေးဆေးလာပြီးတော့ဒီလိုဂိမ်းတွေအများကြီးဆော့ရတာတော်တော်လေး fun ဖြစ်တယ်ပေါ့နော်ထပ်ဆော့မယ်နောက်တော့ပဲ ချာကိုဒီဘက်ကခဏခဏပြစ်နာ ထွက်တော့မှလားမသိဒီမှာဒီလိုပုံကင်းနေဆိုရင်အရင်ပျော်စရာကောင်းတယ်အဲဒါကြောင့်မလို့ဒီမှာဆိုရင်သူက local ရော foreigner တွေရောလာကြရပေါ့နော်လာပြီးတော့ easy လာပြီးချေးလောက်ကြတယ် ဒီဆိုင်မှာအမိုက်ဆုံးချက်ကသူ့ရဲ့ PlayStation 1ရော Nintendo ရောအကြိုက် free ပေးဆော်လာတာပြီးရင် game ခွေလည်း free ပေးဆော်လာတာအဲ့တော့ကျွန်တော်ကဒီဆိုင်ကိုရောက်တွေ့ရအောက်ရန်သဘောကျ ဒီဆိုင်မှာ menu တွေတိတ်အများကြီးတော့မရှိဘူးပေါ့နော် coffee နဲ့အေးပဲရတယ်ဒါပေမဲ့ကဖောင်စားကြည့်နေဆိုလို့ရှိရင်တော့တို့ဒီမှာကတ်လေးချလာပြီးအဲ့ဒါအရှိဆိုင်နေပြီးတော့ဒီဖုန်းဆက်မှာလို့ရတယ်လို့ပြောရပေါ့နော် ဒီဆိုင်ကတော့ The Toys Club ဆိုတဲ့အတိုင်းတော့ဒီဆိုင်လုံးအဲ့ vintage အယုတ်တွေနဲ့ရှိကြတာအဲ့တော့ကျွန်တော်တို့အယုတ်ကြိုက်တဲ့ကောင်ဆိုတော့စောင့်ရမ်းပျော်တာဒီလိုရှင်မှာဒီမှာအဲ့ဒါဟိုကဗာလဲ Mighty Mobile Power ရဲ့စက်ရုပ်ပဲအဲ့တော့ဟိုမှာ inner chain ကပျော်လားဒီဆိုင်မှာ outdoor smoking area လည်းရှိတယ်ဒါပေမဲ့နေ့နဲ့2နာရီလောက်တော့ဘူးလေအဆင်ပြေဆုံးချိန်ကညနေ4နာရီလောက်ကွက်တီပဲညနေခင်းလေးအဲ့မှာထိုင်းကော်ဖီလေးတောက်တက်လက်လေးတောက်ချေးကျဲ ဒီဆိုင်ကမနေ့9နာရီခွဲကနေညနေ6နာရီထိဖွင့်နေပေါ့နော်ဒါပေမဲ့သူကတပတ်လုံးမှာတိုင်းနာရီတည်းတော့ပိတ်တယ်အဲ့တော့ကိုကအယုတ်လဲကြိုက်တယ်95ကိုလည်းသတိရတယ်ဆိုလို့ရှိရင်ဒီ The Toy Club ဆိုတဲ့ဒီ coffee ဆိုင်လေးကိုလာကြည့်လိုက်ပေါ့နော်အရင်သဘောကျသွားမှသိကြတယ် โอเคဟုတ်ပဲနောက်ပြီးမှပြောတွေ့ပါ